ကျွန်တော်စပြီးတော့ပြောလိုက်မယ်နော်ဘာလို့အဆင်ပြေကြရလားမသိအဆင်မပြေမှန်းတော့သိပါတယ်ได้ไม่รู้หัวตัวนะครับ มีนะครับ မြင်ရလားကျွန်တော်တို့ဒီ PowerPoint လေးနော်အဲ့တော့ဒီနေ့ကကျွန်တော်ဒီ rehabilitation ဒီ strengthening နဲ့ retrofitting ပေါ့နော်အဲ့တော့ဒီဟာတွေကကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်မယ်ဆိုရင်နည်းနည်းလေးစိမ့်နေလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီမျိုးဆက်အတွက်ပေါ့နော်ဒီမျိုးဆက်အတွက်ကကျွန်တော်တို့ဒီအခုလိုငလင်ကိုကြီးကြီးမားမားကြုံတွေ့ရတာကပထမဆုံးချိန်ဖြစ်လိမ့်မယ်အဲ့တော့ဒီ rehabilitation တွေဒီ strengthening retrofitting တွေဆိုတာကျွန်တော်တို့အပြင်မှာဒီလောက်တာမျိုးချက်ချက်ပပမှာပဲတွေ့ဘူးလိမ့်မယ်ပေါ့နော်အဲ့တော့နော်အဲ့တော့ဒီရိုးဒီ design ဒီမဆောက်ရသေးတဲ့အစောအုပ်ကို design လုပ်တာတော့တော်တော်များများတွေ့ဘူးလိမ့်မယ်နော်ဒါပေမဲ့ဒီ existing building ကိုဘယ်လိုလေ့လာမလဲကျွန်တော်တို့ဘယ်လိုတွေသုံးသပ်ချက်တွေချမလဲဘယ်လိုတွေ step by step ပေါ့နော်ဒီတိကျတဲ့ဒီ strengthening retrofitting ဒီ rehabilitation ရအောင်ဘာတွေလုပ်မလဲဆိုတဲ့ discussion လေးကိုကျွန်တော်ဒီနေ့ဒီ slide 10ခုနဲ့ကျွန်တော်ပြင်ထားတယ်ပေါ့နော်တခုကိုကျွန်တော်3မိနစ်လောက်နဲ့ကျွန်တော်နိုင်ဝက်လောက်ပဲကျွန်တော်ပြောမှာပါနော်နိုင်ဝက်လောက်ပဲကျွန်တော်ပြောမှာပါနောက်ရက်ဒီမှာလည်းဆက်ပြီးတော့တခြား topic တွေလည်းထပ်ပြီးတော့လာအောင်မယ်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်တို့ဒီ social assessment လို့ကျွန်တော်ခေါင်းစဉ်တက်ထားတယ်နော်အားလုံးမြင်ရမှာပါ social assessment လို့ကျွန်တော်ခေါင်းစဉ်တက်ထားတယ်နော်ဒီ social assessment အောက်မှာကျွန်တော်တို့ကဒီ assessment ကိုလောလောဆယ်လက်တလောပေါ့နော်လက်တလောမှာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်ဒီနေလို့ရမရပေါ့နော်နေလို့ရမရအဆင်ပြေမပြေတော့ကိုကျွန်တော်တို့ကဒီပြောလို့ပဲရသေးတယ်နော်တကယ်လို့ဒီအစာအုပ်ကိုနောက်ပိုင်းမှာထပ်ပြီးတော့ပြင်ကျင်တယ်ပေါ့နော်ထပ်ပြီးတော့ပြင်ကျင်တယ်ဒီငကို original ပုံစံ strand ကိုပြန်သွားခြင်းတယ်နောက်ပြီးထပ်ဖြစ်လာမဲ့ဒီ earthquake တွေထပ်ဖြစ်လာမဲ့ natural disaster တွေကိုလည်းခံနိုင်ရရှိအောင်ဒီဇိုင်းလုပ်ခြင်းနဲ့ဆိုရင်တော့ဒီအောက်က step တွေကထပ်ပြီးတော့လိုလာလိမ့်မယ်နော်ဒါလေးကိုကျွန်တော်တစ်ချက်ရှင်းပြမယ်ဒါလေးပါကျွန်တော်နည်းနည်း comfort မဖြစ်တော့ဒါနဲ့ပဲကျွန်တော်သွားလိုက်မယ်နော်အောက်က study မှာကျွန်တော်တို့ကဒီ visual assessment ပေါ့နော်ဒီ visual assessment လုပ်တဲ့နေရာမှာဒီ minor moderate major လောက်ကိုကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်နော်အခုဒီအကွေ committee ကလည်းလုံးမဲ့ step တွေမှာပါတယ်ဘာလဲဆိုကျွန်တော်တို့က minor ဆိုရင် blue ကတ်လေးပေါ့နော်ဒီ blue ကတ်လေး minor ဆိုရင် blue ကတ်လေးနဲ့သွားတယ် moderate ဆိုရင်ကျွန်တော်တို့ yellow ကတ်နဲ့သွားတယ် moderate ဆိုရင် yellow ကတ်နဲ့သွားတယ် major damage ဖြစ်ထားတယ်ဆိုရင် red ကတ်နဲ့သွားတယ်နော်ဒီ red ကတ်နဲ့သွားတယ်ဒီကတ်3ခုနဲ့သွားတယ်ပေါ့နော်အဲ့တော့ minor ဖြစ်သွားတယ်ဒီ and damage နော်သို့မဟုတ် minor မှာဆိုရင်လူတွေနေလို့ရသေးတယ်အခု moderate လုပ်လို့ရတယ်ပေါ့နော် moderate ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီစောင့်ကြည့်ရမယ် after shock period တွေစောင့်ကြည့်ရမယ်ပြီးတော့တဲ့အခါမှာပြန်ပြီးတော့ပြုပြင်ပြီးတော့နေလို့ရတယ် major ဖြစ်သွားရင်တော့စာအုပ်ဒီပြန်လည်ပြုပြင်ဖို့ရခိုင်တော့အရန်ကိုလဲသွားလိမ့်မယ်နော်အဲ့တော့ဒါဒီအဆင့်3ဆင့်ကိုသတ်မှတ်တာကျွန်တော်တို့ visual assessment ပဲနော် visual assessment ဆိုတာဒီ main social member တွေဖြစ်တဲ့ column တွေ bin တွေကိုသွားကြည့်မယ်နော်အဲ့ column တွေ bin တွေမှာဥပမာ column မှာဆိုရင်ဟိုကျွန်တော်တို့က column တစ်လုံးကိုကြည့်လိုက်မယ်နော်ဒီ column တစ်လုံးကိုကြည့်လိုက်မယ်ဆိုရင်ဒီ joint တွေမှာပေါ့နော် joint တွေမှာနော်ဒီ crack တွေပေါ်နေတယ်တန်ချောင်းတွေပေါ်လာတဲ့အထက်ကဒီဘာတွေမွားစာကျေးသွားပြီဆိုရင်ဒီ column ကိုကျွန်တော်တို့ကတေချာပေါက် major damage ထိထားတယ်လို့ပြောလို့ရတယ်နော်ဒါမှမဟုတ်ကျွန်တော်ဒီ column မှာပဲဒီ plaster quarter cover quarter လောက်ဆိုရင် moderate လောက်နဲ့ကျွန်တော်တို့ဒီ yellow အဆင့်လောက်နဲ့သတ်မှတ်ပြီးတော့ပြောလို့ရတယ်နော်ဒါတော့ visual assessment ပဲနော်အခုကျွန်တော်တို့ Telegram group တွေ AID group တွေလုပ်နေတဲ့ဟာတွေအားလုံးက visual assessment ပဲနော်မျက်စိနဲ့တပ်ပုံတွေကြည့်ပြီးတော့နေလို့ရမရကျွန်တော်တို့အကြံပေးတဲ့အဆင့်ပဲရှိသေးတယ်နော်အဲ့တော့တကယ်လို့မှဒီဟာကိုပို့ပြီးတော့ proper ဖြစ်တဲ့ပို့ပြီးတော့တိကျတဲ့ assessment တွေသွားမယ်ဒီ strengthening တွေလုပ်မယ်ဆိုရင်ဒီအောက်ကဒီနှစ်ချက်တွေလိုလာမယ်ဒီ triangle လေးလိုလာမယ်နော်ဒီ triangle လေးလိုလာမယ်နော်ဒီဟာကိုကျွန်တော်ခုဆက်ပြထားတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ non linear analysis အဲ့တော့ဒီအခုဒီ damage ဖြစ်သွားတဲ့အစာအုပ်တွေအများစုဒီ
crack တွေပေါ်လာပြီဆိုရင် linear မှာမရှိတော့ဘူးနော် non linear stage ကိုခုန်သွားပြီအဲ non linear linear ကိုကျွန်တော်ဒီဘာနဲ့ရှင်းပြလို့ရလဲဆိုရင်ဒီ material properties ထဲမှာပါတဲ့ stress strain curve တွေနဲ့ရှင်းပြလို့ရတယ်နော်အဲ့ stress strain curve မှာကျွန်တော်ဒီ rebar model တစ်ခုရဲ့ပုံလေးဆက်ပြမယ်နော်ဒီလိုလေးသွားတယ်ဒီလိုလေးသွားတယ်နော်အဲ့တော့ဒီပုံထဲမှာကျွန်တော်တို့ကဒီရှေ့ပိုင်းပေါ့နော်ဒီ straight line ရဲ့ရှေ့ပိုင်းဒီ linear set နောက်ပိုင်းဒီ non linear နော်အဲ့တော့ non linear ဆိုတော့ deform ဖြစ်သွားပြီပုံပြတ်သွားပြီပုံပြတ်သွားတဲ့ stage ကိုကျွန်တော် non linear လို့ခေါ်တယ် plastic stage လို့လည်းခေါ်တယ်အဲ့တော့အစာအုပ်အများစုဒီသေချာပေါ့ non linear stage ထဲဝင်သွားပြီဝင်သွားတဲ့အခါမှာကျွန်တော်တို့ကသူ့ကို analysis လုပ်မယ်ဆိုရင် linear နဲ့မရတော့ဘူး non linear level ထိကိုလုပ်ဖို့လိုအပ်လာပြီလုပ်ဖို့ knowledge တွေလိုလာပြီနော်နောက်ပြီးတော့ရင်ဒီမှာကျွန်တော်ဒါလေးကအရန်ရေးကြည့်တယ်ဒီမြန်မာနိုင်ငံမှာလည်းကျွန်တော်တို့မရှိသေးတဲ့အရာပေါ့နော်ဘာလဲဆိုရင်ကျွန်တော်တို့ဒီ systematic assessment using sensor နော်ဒီ structure လို့လည်းခေါ်တယ် accession နော် structure heart monitoring လို့လည်းခေါ်တယ်နောက်မှကျွန်တော် slide လေး5ခု6ခုလောက်ကိုဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးမယ်နော်အဲ့တော့ဒီ systematic မှာဒီလူတစ်ယောက်ပေါ့နော်ကျွန်တော်တို့ကိုနေကောင်းမကောင်းကျမ်းဆရာဝန်စီကိုတော့တယ်ဆိုရင်ပထမဆုံးစစ်တာသွေးပေါင်ချိန်ပေါ့နော်သွေးပေါင်ချိန်တို့သွေးတော့ဒါကကျွန်တော်တို့ဒီသွေးခုန်လုံးတွေသွေးပေါင်ချိန်တွေကနေပြီးတော့သူ့ရဲ့အမရဲ့ stage ကိုကျွန်တော်တို့ပြောရရတယ်ပေါ့နော်ဒီအစာအုပ်တွေဆိုတာရှိတယ်နော်ဒီ free အစာအုပ်တွေမှာကျွန်တော်တို့သူ့ရဲ့သက်ဆိုင်ဥပမာ frequency ဆိုတော့ဒီမျိုးပေါ့နော်ချိန်မျိုးကျွန်တော်ဒီနော်ဒီကျွန်တော်တုံတုံ base မှာဒီမှာသူတို့ကို fix လုပ်ထားပြီးကျွန်တော်ဒီအောက်ကခုံကိုကျွန်တော် movement လုပ်မယ်နော်ရှင်းနောက်ရွေ့မယ်ဆိုရင်ဒီတန်ပြားကဒီလိုသွားနေမှာရှေ့ကိုသွားလိုက်နောက်ကိုသွားလိုက်နဲ့သူကဘလက်သွားနေမှာနော်ဒါပေမဲ့ဒီဘေးကဒီကွန်ကရစ်တုံးကတော့သူ့ရဲ့ movement ကနှလုံးနဲ့မမြင်ရအောင်တိတ်နေလိမ့်မယ်ဒါကကျွန်တော်တို့အကြမ်းအဖြစ်ပြောမယ်ဆိုဒါ PDF တို့ဒါ frequency ဆိုတော့ frequency တွေကိုကိုးစားပြုနေရပဲဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် Baden frequency Baden PDF လို့လည်းခေါ်တယ်နော်အဲ့တော့သူတို့ရဲ့ဒီသက်ဆိုင်တဲ့သူတို့ရဲ့ shape တွေသူတို့ရဲ့ height တွေသူတို့ရဲ့တိဆောက်ပုံတွေကို stiffness တွေကိုလိုက်ပြီးတော့အစာအုပ်တွေမှာကျွန်တော်တို့ဘာတွေရှိလဲဆိုရင်ဒီ natural frequency တွေဒီ natural period တွေเนาะဒါတွေရှိတယ်နောက် damping properties တွေဒါတွေရှိတယ်ဒါတွေကိုကျွန်တော်တို့ဘာနဲ့လေ့လာလဲဆိုရင်ဒီ dynamic ဆိုတဲ့ scope အောက်မှာလေ့လာတယ်เนาะ dynamic scope အောက်မှာလေ့လာတယ်အခုကျွန်တော်တို့ဒီမန္တလေးမှာသခိုင်းเนาะဒီမန္တလေးသခိုင်းเนาะဒီနေပြည်တော်တားလိုက်မှာဖြစ်သွားတဲ့ဒီအစာအုပ်တွေဆိုရင်ကျွန်တော်သိကြပါဒီ dynamic assessment တွေဒီလောက်တဲ့လောက်မှပဲကျွန်တော်တို့တိကျတဲ့ decision ကောင်းကောင်းဖြတ်လို့ရမယ်ဒီတိကျတဲ့အဖြေတွေရမှာเนาะမဟုတ်ကျွန်တော်တို့လို့တွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါလေးကဒီ sensor တွေသုံးပြီးတော့ကျွန်တော်တို့ social assessment တွေကို dynamic analysis တွေကိုဘယ်လိုယူလဲဆိုတော့ကျွန်တော်နောက်မှထပ်ပြီးတော့ရှင်းပြမယ်เนาะအဲ့တော့ဒီ social assessment ကိုကျွန်တော်ဘယ်ကနေ reference ယူထားလဲဆိုရင်ဒီ AND ကဆရာဒေါက်တာဒီ Chaitanya Krishnan ရဲ့သူရဲ့ဒီ structural identification course ကနေပြီးကျွန်တော်ဒီ reference ယူထားတယ်เนาะအဲ့တော့ဒါလည်းဒီ CI ကလည်းကျွန်တော်ရဲ့ CI အရင်ပါပဲเนาะအဲ့တော့ဒီသူတင်တဲ့ဒီကျွန်တော်တို့ဒီ social identification ဆိုတာကျွန်တော်တို့နိုင်ငံမှာမရှိသေးဘူးထိုင်းနိုင်ငံမှာဆိုရင်တော်တော်လေးကျယ်ပြန့်နေပြီเนาะဘာကြောင့်ကျယ်ပြန့်လဲဆိုရင်ထိုင်းနိုင်ငံအမှန်တော့မြန်မာလောက်တောင်ဒီငလင်ကိုမကြောက်ရဘူးเนาะမြန်မာကသာငလင်ကြောကိုကျွန်တော်တို့ဒီကြောပေါ်တက်တဲ့ပုံမှာဖင်ခုထိုင်ရတယ်လို့ဖြစ်နေတာထိုင်းကကျတော့ကျွန်တော်တို့ကမြန်မာကနေလာမယ့် effort ကိုဒီပေါ့အဖျားလောက်ပဲထိုင်းကခံရမှာနော်တိုးတော့ထိုင်းကတော့ဒီ soft ဒီဘန်ကောက်မှာတော့ဒီ soft soil ဖြစ်တာပေါ့နော် soft soil basin ဖြစ်နေတယ်ဒီ soft soil ကြောင့်ပဲသူတို့ကလည်းဒီအတော်ဘေးတင်တွေမှာသူတို့မှာအထက်မြင့်တွေမှာဒီ social health monitoring ကိုတွင်တွင်ကျယ်ကျယ်ကိုကျွန်တော်တို့ဒီ research တွေဒီနေ့တခုမှကသူတို့လုံးဒါပေမဲ့မြန်မာနိုင်ငံမှာတော့ဘယ်ကြောင့်ဘယ်ဌာနမှဒီလောက်တာမတွေ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဒီ slide 5ခုလောက်နဲ့ကျွန်တော်အချင်းချုပ်လောက်လေးကိုကျွန်တော်ပြောပြပေးနိုင်မယ်လို့လည်းထင်တယ်ပေါ့နော်အဲ့တော့ဒီ social health monitor တော့မဟုတ်ဒီ social identification ကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုရင်ပထမဒီ နံပါတ်1ကဒီ post disaster evaluation of structure အခုကျွန်တော်တို့ဖြစ်နေတာဒါပဲเนาะ disaster ဖြစ်သွားပြီဖြစ်နေတဲ့ကလည်းဖြစ်ပြီးသွားတဲ့အချိန်မှာ post disaster
နော်အစာအုပ်တွေထိခိုက်သွားပြီ damage ဖြစ်သွားပြီ major minor moderate ဖြစ်သွားပြီဒီအစာအုပ်တွေကိုကျွန်တော်တို့က evaluation လုပ် evaluate လုပ်နော်သူရဲ့အခြေအနေကိုသုံးသပ်မယ်ဆိုရင်ဒီတိကျကျလုပ်ဖို့ဆိုရင်ဒီ social identification တို့မဟုတ် social health monitoring ကိုကျွန်တော်တို့သုံးရတယ်နော်နောက်ပြီးတော့ရင်ဒီ maintenance လုပ်မယ် repair လုပ်မယ်ဆိုရင်ဒီ social identification method တွေကိုသုံးတယ်ပြီးနောက်တစ်ခုကတော့ social health monitoring ဒီ health monitor ကစစမပြတ်စောင့်ကြည့်တာပေါ့နော်ဒီ social တစ်ခုရဲ့အခြေအနေကိုစောင့်ကြည့်တယ်သူ့ရဲ့ဒီ frequency တွေသူ့ရဲ့ဒီ change ဖြစ်မဲ့ကြည့်တယ်တကယ်လို့ဖြစ်လာခဲ့တဲ့ရှိတော့ကြိုပြီးတော့ warning ပေးပြီးတော့ရှောင်တဲ့နာရှောင်နောက်ဒီ warning တွေပေးပြီးတော့ပြေးလို့ရအောင်ရှောင်လို့ရအောင်ဒီ health monitoring ကိုကျွန်တော်တို့အစာအုပ်တွေမှာလုပ်လို့ရတယ်သို့တော့ကျွန်တော်တို့နိုင်ငံအတိုင်းအတာနဲ့ကတော့လွယ်တော့မလွယ်ဘူးပေါ့နော်ချက်ဖြစ်တဲ့ post system ဒီ maintenance prepare တွေမှာတော့ကျွန်တော်တို့သုံးလို့ရတယ်နော်ဟုတ်ပြီဒီ social health monitor တော့မဟုတ်ဒီ social identification ကဘယ်လိုလုပ်တာလဲကိုကျွန်တော်ပြောပြမယ်ဘယ်လိုလုပ်တာလဲနော်ဥပမာကျွန်တော်တို့ for example for example ကျွန်တော်တို့က၄ထပ်เนาะ၄ထပ်အစာအုပ်၄ထပ်ရှိတဲ့စာအုပ်တစ်ခုကိုမျက်လုံးထဲမှာမြင်ကြည့်လိုက်ဒီ၄ထပ်ကိုကျွန်တော်တို့ကသူ့ရဲ့၄ထပ်ကိုတွားပြီးတော့ dynamic properties ကိုသိကျင်တယ်သိကျင်တဲ့အခါမှာကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင်ဒီ flow တွေမှာ sensor လေးထားတယ်เนาะ sensor လေးတွေ sensor ဆိုတာကကျွန်တော်တို့က vibration sensor เนาะ vibration sensor အဲ့တော့ဘယ်လောက်ထိသူ့ရဲ့ accuracy တွေကောင်းလဲဆိုတော့ဒီ micro G လောက်ထိကောင်းတယ်နော် micro G micrometer နော်အဲ့တော့ micro ဆိုတာကကျွန်တော်10 power -6 နော်10 power -6 meter အရန်မျက်လုံးနဲ့မြင်လို့မရဘူးလူတွေစိတ်နဲ့ခံစားလို့မရတဲ့အရန်သိမ်းခဲ့တဲ့ tolerance ကိုဒီ sensor တွေကပဲကျွန်တော်တို့ဖမ်းယူနိုင်တယ်ဒီ sensor တွေဖမ်းတဲ့အခါမှာဒီ sensor တွေကနေဒီရလာတဲ့ results တွေကိုကျွန်တော်တို့ဘာလုပ်လဲဆိုရင် data ကိုယူတယ်ဒါကိုဘာလို့ခေါ်လဲဆိုရင် data acquisition system လို့ခေါ်တယ် data ကိုယူပြီးတဲ့အခါမှာ data ကို collect လုပ်တယ်ပြီးရင် data ကို process လုပ်တယ် process လုပ်တဲ့နေရာမှာအခုကျွန်တော်ကဒီ sensor ၄ခုဆိုရင်အခုဒီမှာကျွန်တော်ဒီ displacement at 4 ၄ထပ်မှာ3ထပ်မှာ2ထပ်မှာ1ထပ်မှာဆိုပြီးကျွန်တော် response ရတယ် response curve ကိုကြည့်မယ်ဆိုတော့သူက time နဲ့ displacement ပဲเนาะအဲ့တော့ကျွန်တော်တို့ကဒီ sensor ကိုဘယ်လောက်အကြာကြီးစက္ကန့်60 to 60စက္ကန့်60ရဲ့ဒီအစာအုပ်ရဲ့ဆိုရင်1ဆိုရင်ဒီနေရာမှာရှိတဲ့ကောင်လေးဒီနော်သူရဲ့ movement ဒီ up and down ရှေ့နောက်သွားနေတာသွားနေတဲ့အခါမှာသူရဲ့ movement တွေကိုကျွန်တော်တို့ဒီလိုလေးဒီရလာမယ့် data ကို process လုပ်မယ်ဆိုရင်ဒီလို motion data လေးတွေထွက်လာတယ်နော်ဒီလို motion data ကိုကျွန်တော်တို့ process လုပ်ပြီးနောက်မှာဘာပြီးတော့ဘာတွေရလာလဲဆိုရင်ခုနကကျွန်တော်ပြောတဲ့ natural frequency နဲ့ motion တွေရတယ်နော်အဲ့တော့ဒီမှာ natural frequency အကြောင်းကိုဒီနည်းနည်းလေးစိတ်နေတဲ့လူတွေပါရင်ပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်ဒါလေးကိုနည်းနည်းလေး share ပြီးတော့ပြောပြမယ် natural frequency ဆိုတာကျွန်တော်တို့ကအစာအုပ်တစ်ထပ်ပေါ့နော်အစာအုပ် building one story မှာဆိုရင်နော်အဲ့တော့ one story မှာဆိုရင်အဲ့တော့ period ကို0.1 n နဲ့ကျွန်တော်တို့ approximate မှတ်လို့ရတယ်အဲ့တော့ဒီနေရာမှာ n ဒီ number of story နော် number of story အဲ့တော့ကျွန်တော်တို့ကဒီတစ်ထပ်နော် one story ဆိုရင် period ဒီ 0.1 second ရှိမယ်ဥပမာ4 story ဆိုရင် period ဒီ 0.4 second နီးပါးလောက်ရှိမယ်10 story ဆိုရင် period ဒီ1 second ဝန်းကျင်လောက်ရှိမယ်နော်ဒါသူရဲ့ကျွန်တော်တို့ period အဲ့တော့ period ကနေကျွန်တော်တို့က network frequency ပြောင်းမယ်ဆိုရင် 1.t နော်ပြောင်းမြန်လှန်လိုက်တယ်အဲ့တော့ဒီ 0.1 ကိုကျွန်တော်တို့က frequency လိုချင်တယ်ဆိုရင် 1/0.1 ဆိုရင်ကျွန်တော်တို့10 hertz ရတယ်နော်4ဓာတ်ဆိုရင်ကျွန်တော် frequency ကို 1/0.4 ဆိုရင်ဘယ်လောက်လဲ2.5ထင်တယ်ဟုတ်လားမသိနော်2.5ကျွန်တော်စိတ်တွက်နေပဲရေးလိုက်မယ်10ဓာတ်ဆိုရင် frequency လိုချင်တယ်ဆိုရင် 1/1 ဆိုရင်1 hertz ရတယ်နော်အဲ့တော့ဒီဟာတွေကသူ့ရဲ့ရှေ့တဲ့ natural frequency တွေသို့မဟုတ် natural period တွေနော်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ကျွန်တော်တို့အစာအုပ်က weak ဖြစ်ပေါ့နော်အဲ့တော့ damage ဖြစ်သွားပြီးဒီလိုမျိုးစမ်းစာတွေလာပြီးတော့တင်လိုက်ပြီး data တွေဖတ်လိုက်ပြီး process လုပ်လိုက်ပြီးလုပ်ပြီးတဲ့အခါမှာအိမ်ကကျွန်တော်အိမ်က 4 story အိမ်ပေါ့နော်၄ဓာတ်ကျွန်တော်အိမ်အစာအုပ်နော်ဒါဆိုရင်ကျွန်တော်တို့ကြိုသိရမှာဒီ၄ဓာတ်အစာအုပ်ဒီသူရဲ့ frequency ဒီ
ကျွန်တော်တို့ data ကိုကြည့်မယ်ဆိုရင်2 hertz ကနေကျွန်တော်တို့3 hertz ဝန်းကျင်လောက်မှာရှိတဲ့ဒါရှိတဲ့ network frequency ပေါ့နော်မဟုတ်ဘူးကျွန်တော်တို့ကဒီ2 hertz 3 hertz လောက်မှာမရှိဘဲနဲ့ကျွန်တော်တို့ကတကယ်သွားပြီးတော့เนาะတိုင်းတာတဲ့အခါမှာเนาะအဲ့တော့ damage ဖြစ်သွားတဲ့အခါမှာ after ပေါ့နော် after earthquake ဖြစ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ဒီ frequency ဒီကျွန်တော်1 hertz လောက်ဖြစ်သွားတယ်နောက်တော့မဟုတ်0.5 hertz လောက်တော့မဟုတ်เนาะဒီကျွန်တော်ကျသွားတယ်เนาะ frequency ကျသွားတယ် frequency drop down ဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လို conclusion ချလို့ရလဲ frequency ကျသွားတယ်ဆိုရင်ဘယ်လိုချလို့ရမယ်လို့ထင်လဲအဲ့တော့ဒီလိုလဲကျွန်တော်တို့မှတ်လို့ရတယ်အဲ့တော့ frequency ဒီကျွန်တော်တို့က square root of k by m နဲ့တွားတယ်နော် square root of k by m နဲ့တွားတယ်အဲ့တော့ဒီ frequency ကျသွားခြင်းဒီဘာကျရတဲ့တူတူပဲလဲဆိုရင် stiffness တန်ဖိုးကျရတဲ့တူတူပဲနော် stiffness တန်ဖိုးကျသွားတယ်တူတူပဲအဲ့တော့ကျွန်တော်တို့သိရမှာဒီကျွန်တော်တို့တိုင်းတိုင်းမဲ့အစာအုပ်ရဲ့ frequency ဒီအခု later ဆိုရင်ကျွန်တော်2 hertz ကနေ3 hertz လောက်ရှိတဲ့နဲ့တော့ကျွန်တော်အခု upgrade ဖြစ်ပြီးရနောက်မှာကျွန်တော်တိုင်းလိုက်တဲ့အခါမှာကျွန်တော်ရဲ့အစာအုပ်ဒီ0.5 hertz လောက်ပဲရှိရဆိုရင်ဒီကြတော့ကျွန်တော်ရဲ့အစာအုပ်မှာ damage တွေထိနေပြီပြီးတော့ကျွန်တော်တို့သတ်မှတ်လို့ရတယ်သတ်မှတ်လို့ရတဲ့အခါမှာကျွန်တော်ဘာကြောင့်သတ်မှတ်လို့ရလဲဆိုရင် frequency ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီ stiffness နဲ့ frequency ဒီဒါရဲ့အချိုးကျတယ်frequency ကျသွားခြင်းဒီအစာအုပ်မှာတောင့်တင်းခိုင်မာမှုကျသွားတယ်လို့ပြောလို့ရတယ်နော်ဒါကျွန်တော်တို့ဒီ dynamic assessment တွေလုပ်တဲ့နေရာမှာအရင်ရေးပါတဲ့ဒီ rule တန်လေးတစ်ခုနော်အဲ့တော့ဒါတော့ဒီ for example လေးပါနော်အဲ့တော့ဒီမှာဆိုကျွန်တော်တို့ဒီ later စာအုပ်မှာကျွန်တော်တို့ဒီ sensor လေးတွေတက်တဲ့ sensor type ကလည်းအများကြီးရှိတယ်ကျွန်တော် sensor လေးအကြောင်းကိုကျွန်တော်ဒီ day မပြောတော့ဘူးနော် sensor ကကျွန်တော်တို့အများကြီးရှိတယ်ဒီ sensor တွေကိုကျွန်တော်တို့ခုတိုင်းနေတဲ့အခါမှာအခုလိုမျိုး response ကျွန်တော်တို့၄ခုရတယ်၄ခုရတဲ့အခါမှာဒီလို peak တွေသူရဲ့ network frequency လေးတွေထွက်လာတယ်ပေါ့နော်ထွက်လာတဲ့ဆိုရင်ဒီမှာဆိုရင်သူရဲ့ဒီတန်ဖိုးဘယ်လောက်ရှိလဲကျွန်တော်တို့ကြည့်တယ်နော်ကြည့်တဲ့အခါမှာဒီတန်ဖိုးဒီခြေတဲ့ frequency မှာရှိလားမရှိဘူးလားကိုကျွန်တော်တို့ကြည့်ပြီးတော့ structure ရဲ့ဒီအနေအထားကို evaluate လုပ်လို့ရတယ်နော်အဲ့တော့ရှိတဲ့ frequency တဲ့ကြော်နေမယ်ဆိုရင်ကိစ္စမရှိဘူးဒါပို့ပြီးတော့တောင်းနေဒီ stiffness များနေလို့အဆင်ပြေတယ်သို့တော့ရှိတဲ့တဲ့နည်းသွားပြီဆိုရင်တော့ဒီအစာအုပ်ကကျွန်တော်တို့ quality မမီဘူးသို့မဟုတ် damage ဖြစ်ထားတယ်လို့သတ်မှတ်လို့ရတယ်နော်ဒါကလည်းနောက်ထပ်ဒီ sample တစ်ခုပါနောက်အခုဒီမှာဆိုရင်ဒီစီမှာ sensor လေးကျွန်တော်တို့တင်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီ sensor တွေကနေရတဲ့ data ကိုဒီ data acquisition system သုံးပြီးတော့ကျွန်တော်တို့ဖန်ပြီးတဲ့အခါမှာ process လုပ်တယ် process လုပ်ပြီးတဲ့အခါမှာဒီအိမ်ရဲ့အနေအထားကိုကျွန်တော်တို့ evaluate လုပ်လို့ရတယ်ဒါတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီ damage ဖြစ်သွားတဲ့အစာအုပ်တွေကိုကျွန်တော်တို့ dynamic properties ကိုယူတာအဲ့လိုဒီ frequency dynamic properties ကိုကျွန်တော်တို့မယူဘဲနဲ့ကျွန်တော်တို့မျက်စိအပြင်နဲ့ကျွန်တော်တို့ဒီအစာအုပ်ဒီသူ့ရဲ့ damage level ကိုကျွန်တော်တို့မျက်စိအမြင်နဲ့သတ်မှတ်မယ်ဆိုရင်ရန်ခတ်တယ်เนาะဒီ dynamic properties ကိုကျွန်တော်တို့ယူမယ်ဆိုရင်တော့ပို့ပြီးတော့တိကျတယ်ပို့ပြီးတော့ဒီ systematic ကြတဲ့တဲမှာကျွန်တော်တို့ဖြစ်သွားလိမ့်မယ်เนาะအဲ့တော့ကျွန်တော်မြန်မာနိုင်ငံနေသားနဲ့ကျွန်တော်အများကြီးကျွန်တော်တို့မမျှော်လင့်ပါဘူးเนาะဒါတော့ဒီတရားဆံပေတရားပေါ့เนาะတရားတွေမှာကျွန်တော်တို့လုပ်တယ်ဒီ health monitor တွေပို့တာပါเนาะ load test လို့လည်းပြောလို့ရတယ်အဲ့ဒီမှာဆိုကျွန်တော်တို့ကဒီတရားတွေမှာဆိုရင်ဒီသူရဲ့ sensor location point လေးတွေရှာတယ်เนาะအဲ့ point လေးတွေရှာပြီးတဲ့နောက်မှာဒီ sensor တွေကနေကျွန်တော်တို့ဘာလုပ်လို့ဆိုရင်ဒီ record ဖန်နဲ့ဖန်ပြီးတော့ data process လုပ်တယ်เนาะအဲ့တော့ဒီဟာကတော့ဒါဘာလို့ခေါ်လဲဆိုရင် excitation လို့ခေါ်တယ်ဗျနော် excitation ဆိုတာကျွန်တော်တို့ ambient vibration ambient vibration ဆိုတာကျွန်တော်တို့ကကျွန်တော်တို့ဒီတရားတွေအိမ်တွေမှာလူတွေသွားလာနေတဲ့ပစ္စည်းတွေရှိတယ်လေမသိမသာလေးတိုက်နေတယ်နောက်တရားဆိုရင်ကားတွေဖြတ်သွားနေတယ်ဒါတွေအလုံးဒီကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် ambient vibration လို့ခေါ်တယ်နော်ရန်သိမ်းခဲ့တဲ့ vibration လေးတွေ secondတိုင်းမှာအစာအုပ်တွေမှာ response လေးတွေရှိတယ်ဒီ ambient vibration ကိုဒီ sensor တွေဒီဖမ်းယူလို့ရနိုင်တော့ဒီသူရဲ့ accuracy ကလည်းကောင်းတယ်နော်အဲ့တော့ဒီ ambient vibration ကနေကျွန်တော်ရလာမယ့် data ကိုခုနလို process လုပ်ပြီးတော့တရားသို့မဟုတ်ဒီအစာအုပ်ရဲ့ frequency ကိုကျွန်တော်တို့သတ်မှတ်ပါတယ်နော်ဒါဆိုကျွန်တော်တို့ဒီရှိဆိုရင်ကျွန်တော်တို့ social health monitor တွေကဘာတွေလောက်တာလဲဘယ်လိုတွေလောက်တာလဲဒါဆိုရင်အကြံ
ဆိုတာလေးကိုကျွန်တော်တို့မျက်စိထဲမှာမြင်သွားမယ်နော် idea ဟိုဟာ အဲ့လေးမြင်လိုက်မယ်နော်โอเคပါနော်အဲ့တော့ကျွန်တော်အဲ့တော့ဒီအထီးကကျွန်တော်တို့ hard monitor အဲ့တော့ဒီအရာတွေကိုလေ့လာတဲ့ဟာကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် social identification လို့ခေါ်တယ်နော်အဲ့တော့အစာအုပ်တွေတရားတွေ dam တွေ nuclear တပ်ပေါင်းဖို့တွေ infrastructure တွေနော် tall buildings တွေရှိသမျှကျွန်တော်တို့အားလုံးမှာဘာလို့လို့ရလဲဆိုရင်အခုလိုမျိုးသူရဲ့ဒီ dynamic properties တွေကိုစင်ဆာတွေတက်မယ်စင်ဆာတွေကနေ ambient vibration တွေယူမယ်ပြီးရင်သူ့ရဲ့အနေအထားပေါ့နော် heart assessment ကိုလုပ်လို့ရတဲ့ဒီဘာသာရပ်ကိုကျွန်တော်တို့ကဒီ social identification ဘာသာရပ်လို့ခေါ်တယ်နော်အဲ့တော့ဒီကျွန်တော်တို့စီမှာတော့အများစုက design လောက်ပဲဒီဟော့တယ်ပေါ့နော်ဒီလိုမျိုးဒီ social identification တွေကတိတ်ပြီးတော့လူသိမများကြဘူးနော်ဒီလိုခုလိုမျိုးဖြစ်သွားတဲ့အခါမှာတော့နည်းနည်းလေး awareness လေးရလာမယ်လို့တော့ကျွန်တော်အနေနဲ့ရေးရှင်းမှလည်းလိုအပ်လာပါလိမ့်မယ်နော်အဲ့တော့ဒါတော့ကျွန်တော်ရဲ့ပထမတစ်ပိုင်းမှာပြီးရင်ဒုတိယတစ်ပိုင်းမှာကျွန်တော်ဒီ2015တုန်းကကျွန်တော်တို့ဘာဖြစ်ခဲ့လဲဆိုရင်ခဏလေးနော်โอเคရပြီ2015တုန်းကကျွန်တော်တို့ Gorkha earthquake ဆိုတာဖြစ်ခဲ့တယ် Gorkha earthquake ဘယ်မှာဖြစ်တာလဲဆိုရင်ဒီနေပေါ်မှာဖြစ်တာဒီကျွန်တော်တို့မြန်မာနိုင်ငံလိုပဲ magnitude က7.8နဲ့7.1ကြားထဲမှာရှိတယ်နော်အဲ့တုန်းကလည်းကျွန်တော်တို့ဒီအိမ်တွေအများကြီးပျက်စီးတယ်လူတွေအရန်ကိုကျွန်တော်တို့ဒီ natural disaster အကြီးဖြစ်ခဲ့သေးတယ်ဖြစ်ခဲ့တဲ့အခါမှာဒီတစ်လလောက်ထိသူတို့တွေဒီလမ်းပေါ်မှာထွက်ပြီးတော့အိပ်ရတယ်နော်ဒီတော်တော်လေးကျွန်တော်တို့နိုင်ငံနဲ့ဖြစ်ခဲ့တယ်လို့သူတို့စီမှာလည်းဒီ2015ဝန်းကျင်တုန်းကဖြစ်ခဲ့ပူတော့ပြီနော်ဒီ2015ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့နောက်မှာဒီ paper တစ်ခုနဲ့ကျွန်တော်ဒီ colon jacketing ဘယ်လိုလုပ်လဲဆိုတော့ကိုနည်းနည်းလေးရှင်းပြမယ်နော်အဲ့တော့ဒီ colon jacketing ကိုကျွန်တော်ထည့်ထားရလဲကျွန်တော်တို့ကဒီ retrofit လုပ်တဲ့ဒီ rehabilitation လုပ်တဲ့ method တွေကအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီ10ရက်အတွင်းမှာကျွန်တော်ဒီရက်ကိုကျွန်တော် method တစ်ခုလောက်ကိုကျွန်တော် case study လေးချပြဖို့စဉ်းစားထားတယ်ဒီနေ့ကကျွန်တော် colon jacketing သွားမယ်နောက်ရက်ဒီမှာမနေ့ဖြန်မှာကျွန်တော် CFRP နဲ့တခြားဟာလေးတွေဆက်ပြီးတော့သွားမယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ဒီ case study ကိုကျွန်တော်ဆက်လက်သုံးခုနဲ့လုပ်ထားတယ်သူရဲ့ဒီ step by step ပြီးလုပ်လဲဆိုတော့ကိုနည်းနည်းလေးကြည့်လို့ရအောင်ကျွန်တော်ထည့်ပေးထားတယ်နော်အဲ့တော့ဒီမှာသူကဒီကတော့စာအုပ်ရဲ့ပလန်ပေါ့နော်ဒီဘက်ကတော့ elevation နော်ဒါသူဒီ paper ထဲမှာပါတယ် case study ထဲမှာပါတယ်ဒီ plan နဲ့ elevation အဲ့တော့ဒီ step by step ကိုကျွန်တော်ရှင်းပြမယ်နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဘာလုပ်လဲဆိုရင်တော့ immediate preventive and supportive stage ပေါ့နော် immediate preventive and supportive stage မှာကျွန်တော်တို့ဘာတွေလုပ်လဲဆိုရင်သူကဒီ epoxy grouting နဲ့ဒီ support တွေလုပ်တယ်အဲ့တော့ဒီ colon ဒီ cantilever ထုတ်ထားတဲ့ဘက်ဒီမှာဆိုရင်ဒီတီတိုင်နေနဲ့ထောက်ပြီးတော့ဒီ support လုပ်တယ်ဘင်းနေအောက်မှာဆိုရင်ဒီ ထောက်ပြီးတော့ support လုပ်တယ်နော်ပြီးတော့ဒီမှာစိတ်ဝင်စားတဲ့တစ်ခုက epoxy grouting လုပ်တယ်နော် epoxy grouting လုပ်တယ်ဆိုတော့ epoxy ရဲ့ properties ကကျွန်တော်တို့ဘာဖြစ်တာလဲဆိုရင် adhesive ဖြစ်တာပေါ့နော်စိတ်ကပ်ပြီးတော့ကျွန်တော်တို့ဒီ crud တွေဖြစ်နေတဲ့ကွာနေမဲ့နေရာတွေမှာဆိုရင် epoxy လေးကျွန်တော်တို့ထည့်ပြီးတော့ယာယီခဏပေါ့နော်ယာယီခဏဒီကွာနေဟနေတဲ့ crud တွေကိုဆက်ပြီးတော့မသွားအောင်ကွဲမသွားအောင်ကွာမသွားအောင်ကျွန်တော်တို့ epoxy နဲ့ခဏထိန်းထားလို့ရတယ်နော်ခဏထိန်းထားလို့ရတယ်အဲ့တော့ဒီလိုထိန်းထားမဲ့နေရာမှာဆို epoxy သုံးပြီးတော့ကျွန်တော်တို့ဒီ crud တွေနော်ဒီအပေါက်တွေနောက်ပြီးနောက်တစ်ခုကဒီလို line တွေမှာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင် epoxy သုံးပြီးတော့ဖာထိထားလို့ရတယ်နော်အရာကြီးခဏတာအတွက်ပေါ့နော်ပြီးရင်ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီတိုင်း support တွေထောက်ပြီးတော့ဒီကျွန်တော်တို့ support ကိုဒီ gravity load ကိုကျွန်တော်တို့ဒီဘာကြောင့်လဲဆိုရင်ဒီ column တွေကနည်းနည်း weak ဖြစ်သွားပြီweak ဖြစ်သွားတဲ့အခါမှာဒီ gravity load ကိုသူကခံနိုင်ဖို့ percentage နည်းသွားပြီနည်းသွားတဲ့အခါမှာကျွန်တော်တို့ကသူ့ကိုဒီတိုင်းနေထောက်ပြီးတော့ဒီ column support အနေနဲ့ axial support အနေနဲ့ထားလိုက်မယ်ဆိုရင်နည်းနည်းလေး stress လေးနည်းနည်းလျော့သွားနိုင်တယ်နော်အဲ့တော့ဒီမှာဆိုရင်လည်းသူကဘာလုပ်ထားလဲဆိုရင်ဒါဘင်းအောင်မှာထောက်ထားတယ်ဒီဘင်းအောင်မှာကျွန်တော်ဘာထက်လုပ်လဲဆိုရင်ယာယီပေါ့နော်ယာယီ brick wall တွေပါစောက်ပြီးတော့ထောက်ထားရလေးတွေလည်းရှိတယ်နော်ဒါဆိုရင်ဒီမှာဆိုရင်ဒါယာယီလောက်ထားတာနော်ယာယီထောက်ထားရလေးတွေရှိတယ်နော်အဲ့တော့ပထမအဆင့်ကတော့ဒါ immediate preventive လုပ်မယ် supportive stage လုပ်မယ်ပြီးဒုတိယတစ်ဆင့်နော်ဒုတိယတစ်ဆင့်ကဘာလုပ်တယ်လဲဆိုရင် analytical stage လုပ်တယ် analytical stage ဆိုတာဒီအစာအုပ်ရဲ့ဒီပတ်ပတ်လည်ဒီစာအုပ်ရဲ့ plan တွေ elevation တွေကိုကျွန်တော်တို့ယူမယ်ယူပြီးတဲ့အခါမှာဒီ data analysis လုပ်မယ်အဲ့တော့ဒီ data analysis လုပ်မယ်ဆိုရင် ရပြီဟောမြောက်
နော်အဲ့ကြိုက်တဲ့ software ဆိုတာကျွန်တော်တို့ item မဟုတ်ဘူးကြိုက်တဲ့ analysis software Stepbro သုံးမလား Mindex သုံးမလား Abacus သုံးမလားနော်ကြိုက်တဲ့ software ကိုသုံးလို့ရတယ်အဓိက linear non-linear page ကိုရမ်းလို့ရမယ်ဆိုရင်ကျွန်တော်မြည်လိုက်မယ်နော်အဲ့တော့ linear non-linear stage ကို run လို့ရတဲ့ software တစ်ခုခုတည်းဒီ page ကိုကျွန်တော်တို့ analysis လုပ်မယ်လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဘာထပ်လုပ်မလဲဆိုရင် select of bus retrofitting option အဲ့တော့ဒီ bus retrofitting option ကိုရွေးတဲ့နေရာမှာလည်းကျွန်တော်တို့ဒီ guideline တွေ FEMA တွေကိုကန်ပြီးတော့ကျွန်တော်တို့ရွေးလို့ရတယ်ဒါတွေလည်းကျွန်တော်နောက်ရက်တွေမှာဆက်ဆက်ပြီးလုပ်ပေးမယ်ဒီရက်နည်းနည်းချင်းကျွန်တော်သွားမယ်ပေါ့နော်အဲ့တော့ဒီ analysis ကိုကြည့်ပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် retrofitting plan ကိုရှာမယ်ဒီအခါမှာကျွန်တော်တို့ကနောက်တစ်ခုက determination of performance level of building performance level building ဆိုတာဒါလေးကိုပြောချင်တာနော် performance level building အဲ့တော့ performance level မှာကျွန်တော်တို့က I let's ရှိတယ် CB ရှိတယ် CB ကတော့ကျွန်တော်တို့ collapse နော် collapse prevention မနေ့ကလည်းကိုစောမြတ်မြတ်ချင်းတော့တယ်မှာပါတယ်ပေါ့နော် LS ကတော့ life safety level နောက် IO ကတော့ immediate occupancy နော်အဲ့တော့ဒီ disaster ဖြစ်သွားပြီငလျင်ဖြစ်သွားပြီဆိုရင်စာအုပ်ဒီ collapse prevention ကတော့ minimal requirement ပေါ့နော်ပြိုလဲမှုမဖြစ်အောင်เนาะအစာအုပ်တိုင်းကတော့တောင်းခံနိုင်ရမယ်ဒါ minimal requirement နောက်ပြီးတော့ရင်ဒီ life safety ကတော့ဒီအစာအုပ်ထဲမှာရှိမဲ့လူတွေကရှောင်လို့ရမယ်ပြေးလို့ရမယ်ပစ္စည်းတွေဒီအရေးကြီးတဲ့ပစ္စည်း service center ကိုတည်သွားလို့ရတဲ့အထိဆိုရင် life safety level လို့သတ်မှတ်လို့ရတယ် immediate occupancy ကတော့ကျွန်တော်တို့ကငလျင်ဖြစ်ပြီးတော့လဲဒီအစာအုပ်ဒီဘာမှမဖြစ်ရဘူးလူတွေနေမယ်ဆိုပြန်နေလို့ရမယ်ရလောက်ထိကိုဒီဇိုင်းလုပ်တာကို immediate occupancy လို့ခေါ်တယ်အဲ့တော့ဒီ level 3ခုကိုကြည့်မယ်ဆိုရင် CB ကတော့ minimum เนาะအစာအုပ်တန်းကတော့လုံးဝပြိုလို့မရဘူးသို့တော့တချို့အစာအုပ်တွေကတော့ဒီ immediate occupancy ရချင်မှရမယ် life safety လောက်နဲ့လည်းဒီဒီ life safety လောက်ထိပဲခံနိုင်ရည်ရှိချင်မှရှိမယ်ဒါမျိုးလေးတွေကျွန်တော်တို့သူရဲ့ target level လေးတွားလို့ရတယ်ဥပမာဆေးရုံတို့ကျောင်းတို့ဆိုရင်ဘယ်လိုမှကျွန်တော်တို့ဒီဒီဒီ CB နဲ့ LS ကိုကျွန်တော်တွားလို့မရဘူး immediate occupancy ထဲမှာတွားရမယ်ဥပမာဆေးရုံဆိုရင်ကျွန်တော်တို့တေချာပေါ့ဒီ register ဖြစ်ပြီဆိုရင်ဒီလူနာတွေလာမယ်ခွဲစိတ်ရမယ်ဆေးရထည့်ရမယ်ဒီဆေးကုပေးရမယ်ဆေးကုပေးရမယ့်နေရာမှာကျွန်တော်တို့သွားပြီးတော့ဒီဆေးရုံကနေစပြီးတော့ life safety level လောက်ပဲဖြစ်နေမယ်ဆိုရင်ဘယ်လိုမှ operation ဝင်လို့မရဘူးဆိုရင်ဘယ်လိုမှအဆင်မပြေဘူးเนาะဒါတော့ဒီသူရဲ့ target level လေးတွေရှိတယ်ဒီ level ရွေးပြီးတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ဒီ retrovidence strategy ကိုရွေးပြီးတော့ရှာမှတ်ပေးရမယ်เนาะပြီးတော့ရင်တော့ဘာလုပ်ရလဲဆိုရင်ဒီ construction stage ကိုသွားတယ်เนาะအဲ့တော့ဒီနောက်မှာသူဒီ retrofit လုပ်တယ် step by step လေးတွေရှိတယ်အဲ့တော့ဒီနံပါတ်1က ABCD ပေါ့နော်ဒီ ABCD မှာသူဘာလုပ်ကြလဲဆိုရင် epoxy ကိုကျွန်တော်တို့ဘာလုပ်ကြလဲဆိုရင်ထိုးထည့်တာနော် epoxy ဒီ injection လုပ်တယ် epoxy ထိုးလိုက်ခြင်းအပြင်ကျွန်တော်တို့ဒီအထဲမှာ crack တွေရှိနေမယ်ဟာနေမယ်နော်ဒီ concrete တွေနော်ကွာသွားမယ်ဆိုရင်ပြန်ပြီးတော့စိတ်ကပ်သွားလိမ့်မယ်အဲ့ဒါပထမအဆင့်ပြီးတဲ့အခါမှာကျွန်တော်တို့ဘာလုပ်လဲဆိုရင်ဒီ jacketing လုပ်ဖို့ပေါ့နော် jacketing လုပ်ဖို့ဘာလုပ်လဲဆိုရင်ဒီ AC colony ရဲ့ပတ်ပတ်လည်မှာကျွန်တော်တို့ဘာလုပ်လဲဆိုရင်တန်နေနော်ဒီ rebar တွေကိုကျွန်တော်တို့ဒီဆင်တယ်နော်နေရာချတယ်နေရာမချခင်မှာဘာရင်လောက်ရလဲဆိုရင်ကာဘာတွေခွာရတယ်နော်ကာဘာခွာမှ concrete ဒီ old concrete နဲ့ new concrete နဲ့ဒီကာဘာမခွာဘူးဆိုရင်ဒီကတ်ရှင်မှာကတ်မှာနော်ဒီဘွန်းဖြစ်ရှင်မှာဖြစ်မှာမဟုတ်ဘူးဆိုရင်ဒီဘွန်းနဲ့ကြောင်ပဲဒီ jacketing လောက်လိုက်တော့လဲ affected မဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ဒီဘွန်းနဲ့ကောင်းကောင်းရအောင်ဘာလုပ်ရမလဲဆိုရင် old concrete ကိုကျွန်တော်တို့ကာဘာလေးတွေခွာထုတ်ပေးရမယ်နော်ဒီတနည်းအားဖြင့် rough surface ပေါ့နော်မျက်နှာပြင်ကိုကျန်းတော့အောင်ကျွန်တော်တို့ကာဘာလေးတွေကိုခွာထုတ်ပြီးချစ်ထုတ်ပေးရမယ်ချစ်ထုတ်ပြီးတဲ့အခါမှာဒီဘေးကနေပြီးကျွန်တော်တို့ဘာလုပ်လဲဆိုရင်ဒီ rebar တွေတန်ချောင်းတွေထောင်နေဒီ stereo တွေပတ်တယ်ပတ်ပြီးတဲ့အခါမှာကျွန်တော်တို့ဘာလုပ်လို့ဆိုရင် form work ကိုဘေးကနေအုပ်ရလိုက်တယ်ရိုက်ပြီးတဲ့အခါမှာသူ့ကိုလောင်းပြီးတော့ collar jacketing လုပ်တယ်ဒါဘာလို့ခေါ်လဲဆိုရင် collar jacketing လို့ခေါ်တယ်နော်ကျွန်တော်စလုံးလေးပေါင်းပြမယ်နော် collar jacketing လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင်သူ jacketing လောက်ထားတဲ့ပုံလေးကျွန်တော်ရွေးပြီးတော့ပြထားတယ်နော်အဲ့တော့ဒီဟာလေးလည်းကျွန်တော်ဒီ slide လေးလည်းပြီးသွားရင်ဒီကျွန်တော်ဗီဒီယိုအောက်မှာကျွန်တော် share ပေးထားပါမယ်နော်ဒါမှမဟုတ်ဒီ paper ကိုလိုချင်တယ်ဆိုရင် paper လေးကျွန်တော် share ပေးထားမယ်နော် paper ထဲမှာတော့အသေးစိတ်လေးထပ်ပြီးတော့ဖတ်လို့ရတယ်နော်အဲ့တော့ဒီဟုတ်ပြီ jacketing လုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ကသူ့ရဲ့ response ကဘာဖြစ်သွားလဲဆိုတာကိုကျွန်တော်တို့ကြည့်မယ်နော်ကြည့်ပြီးတဲ့အခါမှာဒီ table 1ကတော့ကျွန်တော်ဒီပထမဆုံး analysis မလုပ်ခင်မှာ assessment parameter လေးတွေရှိတယ်
ဘာလဲဆိုရင်နံပါတ်1က seismic zone ပေါ့နော်ဒီ zone နဲ့ factor တွေရှိတယ်ဥပမာမန္တလေးဆိုရင် zone 4ရန်ကုန်ဆိုရင် zone 2A 2B ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ zone သတ်မှတ်ချက်တွေရှိတယ်ပြီး importance factor ကကျွန်တော်တို့ခုနကဒီ hospital တို့နော် hospital လို့ပေးခြင်းဆိုရင် item က 1.25 လောက်ရှိမယ်ဘေးရိုးဒီ residential ဆိုရင်1လောက်ပဲရှိမယ်နော်ပြီးရင် soil type ကတော့ကျွန်တော်တို့ဒါ Indian sorry ဒီ Nepal ကဖြစ်တဲ့သူကဒီ Indian ကုတ်တွေကိုသုံးတာကျွန်တော်တို့နိုင်ငံမှာလည်း MNBC မှာလည်း soil type တွေရှိတယ် A2 ABCD နော် ABCD EF ဆိုပြီးတော့ soil type တွေရှိတယ်အဲ့တော့ A ကနေပြီး F ဒီ A ကတော့ဒီ rock ပေါ့နော်မာကြောတယ် F ကတော့ soft ဖြစ်တယ်ဒီလို level လေးတွေသတ်မှတ်လို့ရတယ်နော်ပြီးရင်ဒါကတော့ဒီအစာအုပ်ရဲ့ Baden PD ရဲ့နော်လက်ရှိ Baden PD ရဲ့ဒီ0.483 second ရှိတယ်အဲ့တော့ကျွန်တော်တို့သိရမှာဒီမှာသူကအစာအုပ်ဒီဘယ်နဲ့ထက်လဲဆိုရင်3ထပ်ခွဲနော်3ထပ်ခွဲဆိုတော့ကျွန်တော်တို့0.483ဆိုရင်နည်းနည်းလေးမဆိုးဆိုးလောက်လေးများနေတယ်နော်အဲ့တော့3ထပ်ခွဲဆိုရင်ကျွန်တော်တို့3 second ကျော်လောက်မှရှိရမယ်0.483 5 second နေပါလောက်ဖြစ်နေရဆိုတော့တေချာပေါ့ဒီ Baden မှာကျွန်တော်တို့ stiffness တွေကြာနေတာဒီနော်ဒီ strength တွေလျော့နေတာလေးဒီ Baden မှာ damage ဖြစ်သွားပြီပေါ့နော်ဖြစ်သွားတဲ့အခါမှာဆက်ပြီးတော့ကျွန်တော်တို့ retrofit လုပ်တယ်နော်နောက်တစ်ခုကတော့ဒါတော့ R factor ကတော့ကျွန်တော်တို့ဒီ response modification factor လို့လည်းခေါ်လို့ရတယ်အဲ့ R ကတော့ကျွန်တော်တို့ဒီဘာပေါ် model လဲဆိုရင်ဒီ OMRF လား IMRF လား SMRF လားပေါ်မှာမူတည်တယ်နော် OMRF ဆိုရင်3.5 I ဆိုရင်5.5 S ဆိုရင်အဲ့လောက်ကျွန်တော်တို့ယူတယ်နော်ဒါတော့မြန်မာ national building code ကနေကျွန်တော်ပြောတာပါနော်အဲ့တော့ဒီ O တွေ I တွေ S တွေဒီဘယ်ပေါ်မူတည်လဲဆိုရင်အိမ်ဆောက်တုန်းကတုံးခဲ့တဲ့ဒီ dealing system ပေါ်မှာမူတည်တယ်နော်ဥပမာကျွန်တော်ဒါလေးရှင်းပြမယ်ပေါ့နော်ဥပမာဘင်းပေါ့နော်ဘင်းမှာပဲကျွန်တော်ရှင်းပြမယ်ဘင်းမှာကျွန်တော်တို့ကဒီဘင်းနှချောင်းကိုကြည့်လိုက်မယ်ဆိုရင်နောက်ဒီခုလိုမျိုးဒီတန်ဆင်နားမယ်ဆိုရင်ဘန်းနဲ့ဘာနဲ့ဆင်မယ်ဆိုရင်ဒါကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် OMRF လို့ခေါ်တယ်။နော်အဲ့တော့ဒီ tension lower တဲ့နေရာမှာပဲရွေးပြီးတော့တန်ဆင်ထားမယ်ဆိုရင် ordinary moment resonant frame မှာပဲသွားတယ်။ပြီးရင်ဒီ star rod တွေကပုံမှန်ပဲ။နောက်ဥပမာ star rod တွေက8လက်မကြာ10လက်မကြာတွေနောက်ဒီ constant သုံးထားမယ်ဆိုရင်ကျွန်တော်တို့ ordinary ထဲမှာပြောပြရတယ်နော်။မဟုတ်ဘူးကျွန်တော်တို့ကဒီ intermediate ဖြစ်သွားပြီဆိုရင်ဘာဖြစ်သွားလဲဆိုရင် top bar bottom bar ကိုထည့်ရတယ်နော် top bottom bar ဒီလိုမျိုး rebar တွေဒီလိုလွတ်နေလို့မရဘူး top ကော bottom ကော throughout အပြည့်ရှိနေရမယ်နော်ပြီးတော့နောက်တစ်ခုကဒီ support တွေမှာဆိုကျွန်တော်တို့ကဒီ bottom bar ကလိုအပ်ချက်မရှိဘူးနော်တိုးတော့ကျွန်တော်တို့ဘယ်လောက်ထည့်ပေးရလဲဆိုရင် top bar ရဲ့ဒီအောက်က AS ဒီ top bar ရဲ့ one third နော် AS bottom ဒီ top bar ရဲ့ one third 3ဆတစ်ဆလောက်ထိကိုကြော်ပေးရမယ်ဥပမာအပေါ်မှာကျွန်တော်ကဒီအပေါ်မှာကျွန်တော် 6D system ပေါ့နော်16 mm ကျွန်တော်6ချောင်းသုံးနေဆိုရင်အောက်မှာအနည်းဆုံး2ချောင်းထည့်ပေးရမယ်နော်အဲ့တော့ဒီ designer တွေဆိုရင်သိမှာပေါ့ကျွန်တော်တို့ဒီ column နဲ့ bin နဲ့စုံတဲ့နေရာမှာဆိုရင် bin ဒီ top bar ပဲလိုတယ် bottom bar မလိုဘူးနောက်တစ်ခုက mid မှာဆိုရင်ကျွန်တော်တို့ bin ဒီ bottom bar ပဲလိုတယ် top bar မလိုဘူးသို့တော့ဒီ intermediate နဲ့ special မှာသုံးမယ်ဆိုရင် top ကော bottom ကောထည့်ပေးရတယ် support တွေမှာဆိုရင်ဒီမလိုတဲ့နေရာမှာone third အနည်းဆုံး3မို့တစ်ပုံထည့်မယ်ဆိုရင်ဒါကိုကျွန်တော်တို့ IMF လို့ခေါ်လို့ရတယ်ပြီးရင်ဒီ star rod တွေက support နေရာမှာဆိုရင်စိတ်တယ်အလယ်မှာကျဲတယ် support မှာပြန်စိတ်သွားတယ်ဒါကိုကျွန်တော်တို့က intermediate star rod spacing လို့လည်းခေါ်တယ်နော် SMF ကတော့ကျွန်တော်တို့ intermediate နဲ့သိပ်မကွာဘူးဘာလေးပဲကွာသွားလဲဆိုရင်အခုဒီအောက်မှာဆိုရင် AS bottom ဒီ one third sorry ဒီ half ပေါ့နော် AS top ရဲ့50% တက်ကိုကြော်ထည့်ပြီးဥပမာအပေါ်က6ချောင်းဆိုရင်အောက်က3ချောင်းအထက်ကိုဒီ bottom bar ကထည့်ပေးရမယ်နော်အဲ့တော့ဒါကကျွန်တော်တို့ SMR star ကလည်းခုနကလိုပဲတွေမှာစိတ်တယ်အလဲမှာနည်းနည်းကျဲတယ် support တွေမှာစိတ်သွားတယ်ဒါ column နဲ့တူတူပဲ column မှာလည်းတူတူပဲနော် column မှာကျွန်တော်တို့ကဒီ135 degree ဟုတ်တယ်3နာရီနော်ဒီလို135 degree ဟုတ်တယ်3နာရီနောက် OMR ဆိုရင်ညဒီ degree နဲ့သွားလို့ရတယ်ဘာမှကြွေးကြမလို့ဒါမျိုးလေးတွေပေါ့နော်အဲ့တော့ဒီ detail လေးတွေကိုကျွန်တော်တို့ကကွာခြားချက်ကြောင်းပဲတချို့တွေကပျက်စီးတယ်တချို့တွေကမပျက်စီးတဲ့ case တွေလည်းတွေ့တယ်ပေါ့နော်အဲ့တော့ဒီဒါတွေကအများဆုံးစကားပြောသွားတဲ့ထဲမှာပါတယ်နော်ဒါလေးလည်းတစ်ချက်သတိထားပြီးပါဒီဟာနဲ့ပတ်သက်ပြီးဒီ day ဖတ်ချင်တယ်ဆိုရင်အများဆုံးဖတ်ချင်တယ်ဆိုရင်ဆရာဦးညီလာငယ်ရဲ့ဒီ refresher course တွေမှာဖတ်ကြည့်လို့ရတယ်နော်
ပြီးနောက်တစ်ခုကဒီဟာက table 2ကတော့မလုပ်တော့လဲဆိုရင်ကျွန်တော်တို့ဒီ jacketing မလုပ်ခင်နဲ့လုပ်ပြီးမှပြောင်းသွားတဲ့ size တွေဥပမာဒီ C2 ဆိုရင်ကျွန်တော်တို့က230 300ဆိုရင်ဒီကောင်ဆိုရင်12လက်မဒါဆိုရင်10လက်မဝန်းကျင်ပေါ့နော်9လက်မ10လက်မဝန်းကျင်တော့ရှိမယ်62လက်ပေါ့နော်62လက်ကိုကျွန်တော်တို့ကဒီ jacketing လုပ်လိုက်တဲ့အခါမှာဘယ်လောက်ဖြစ်သွားလဲဆိုရင်900ဆိုရင်ဘယ်လောက်ဖြစ်မလဲ454လက်မ20 430ဆိုရင်18လောက်ပေါ့နော်18လောက်ဖြစ်သွားမှာနော်18 20လောက်ဖြစ်သွားတယ်နော်အဲ့တော့ဒီ site ကမရှိဘူးဆိုရင်2ဆလောက်ထိနော်2ဆလောက်ထိကို site က unlash နော်ကြီးသွားရတယ်ကြီးသွားပြီးတော့ colon jacketing လုပ်တယ်နော်အဲ့တော့ဒါကတော့ site ကြီးတဲ့ကောင်ကတော့ concrete jacketing နောက်တစ်ခုကဒီငကို RC site ကိုမပြောင်းမဲနဲ့ steel jacketing နဲ့လုပ်လို့ရတယ် steel jacketing ကကျတော့ဒီမှာပုံထည့်ထားဒီမှာလည်းပုံပါတယ်နော်ဒါတော့ဘာလို့လဲဆိုရင်ဒီမှာ steel jacketing လုပ်တာနော် steel jacketing ကတော့သူကဘာလုပ်တာလဲဆိုရင်ဒီဒီ column ရဲ့ဘေးမှာ steel angle လေးဒါ angle လေးတွေနော်ဒီ angle လေးတွေကိုကျွန်တော်တို့တောင်လေးတွေမှာကတ်လိုက်တယ်နော်ကတ်ပြီးတဲ့အခါမှာဒီကောင်တွေကိုကွာမသွားအောင်ဒီမှာပြန်ပြီးတော့ပလိတ်ပြားလေးနဲ့ wooden လုပ်ပြီးတော့ချိတ်ထားတာဒါကိုဘာလို့ခေါ်လဲဆိုရင် steel jacketing လုပ်တယ်လို့ခေါ်တယ်နော်နောက်တော့အပြင်ဒီ column site ကိုနော်ကြီးလိုက်လို့အဆင်မပြေတဲ့နေရာတွေမှာဆိုရင်အခုလိုမျိုးဒီ steel jacketing ကိုသုံးလို့ရတယ်သို့တော့ဒီ angle တို့ plate တို့စတဲ့ဒီ steel member တွေတော့လွယ်တကူနော်ဝယ်လို့ရမယ်နော်ပြုပြင်လို့ရမယ်ဆိုရင်တော့ဒီ steel jacketing ကလည်းကျွန်တော်တို့သုံးလို့ရတယ်နော် steel jacketing သုံးမယ်ဆိုရင်တော့ site ကကြီးစရာမလိုသို့တော့ခုနကလိုတောင်လေးတောင်မှာ angle လေးချက်နဲ့ညှပ်လိုက်မယ်ပြီးရင်ဒီ steel plate ပြားလေးနဲ့နော်ဒီ4လက်မကြာ6လက်မကြာလောက် wooden လောက်သွားမယ်ဆိုရင်ဒီကောင်က steel jacketing ဖြစ်သွားတယ်နော်တော့ဒါကုတ်တွေပေါ့နော်ဒီ column jacketing အတွက်ဆိုရင်သူရဲ့ဒီ phone number of 16 mm လေးချောင်းနော်ဒီ4 plus 8နော်ဒါလေးဒါဒီဘားတွေဘယ်လောက်ထိတိုးသွားလဲဆိုတာလေးကိုသူဒီမှာရေးထားတယ်နော်အဲ့တော့ဒီပါဆိုရင်နော်ဒါဆိုရင် angle size က3လက်မပတ်လေနော်3လက်မပတ်လေ angle ကို၄ဘက်၄ထဲမှာညှပ်လိုက်တယ်ပြီးတဲ့အခါမှာ105ဆိုတာသူရဲ့ဒီ plate steel plate ပြားလေးရဲ့ဒီ width လေးဒီ100 mm တနည်းအားဖြင့်4လက်မရှိတယ်သူရဲ့အထူ thickness လေးဒီ5 mm ရှိတယ်ဒီ plate ပြားလေးနဲ့နော်ခုနပုံနှင်းအလိုမျိုးနော်ဒီပုံနှင်းမှာဒီ plate ပြားလေးတွေရဲ့ size က100နဲ့105ရှိတယ်100ကသူရဲ့ width 5ကသူရဲ့ thickness လေးတွေနော်ဒါသူရဲ့ detail လေးပေါ့နော်ဒါကျွန်တော်က case study တစ်ခုကိုပြတာဒီဟာကြီးကိုလိုက်ပြီးတော့အပြင်မှာသုံးရမယ်လို့မဟုတ်ဘူးနော်စာအုပ်တစ်ခုနဲ့တစ်ခုနဲ့သူ့ရဲ့ lower check ကလည်းမတူနိုင်ဘူးဒါကျွန်တော်က case study ကိုပြတာနော် case study ကဒီလိုရှိပါတယ်ဆိုတာကိုကျွန်တော်ကဒီ paper ကနေပြီးထုတ်ပြီးတော့ပြပြတာနော်အဲ့တော့ဒီ retrofit မလုပ်ခင်နဲ့လုပ်ပြီးတဲ့အခါမှာဘာတွေကွာသွားလဲဆိုရင် before retrofitting တော့ကျွန်တော်တို့ကဒီ top story ဆိုရင် EQH မှာ116ဒါ millimeter EQY မှာဆိုရင်81 mm ဒီ displacement ရှိတယ်သို့တော့ lobby တဲ့အခါမှာဆိုရင်43 mm 34 mm ဆိုပြီးတော့ဒီ 50% လောက်ထိကိုကျသွားတယ်တောင်းကျသွားတယ်နော်အဲ့တော့ဒါ retrofit မလုပ်ခင်နဲ့လုပ်ပြီးတဲ့အခါမှာ performance ကဒီလိုကွာသွားတယ်နော်အဲ့တော့ဒီ paper လေးကိုကျွန်တော်ဗီဒီယိုခဏနေကျွန်တော်ဗီဒီယိုလေးတင်လိုက်မယ်ပေါ့နော်ဗီဒီယိုအောက်မှာကျွန်တော် paper link လေးကျွန်တော်တင်ပေးထားမယ်စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်တို့သွားပြီးတော့ဖတ်ကြည့်လို့ရတယ်ဒီ case study မှာတော့သူကဒီ colon jacketing ကို steel ရော concrete ကိုသုံးပြီးတော့လုပ်ပြပေးထားတယ်ပြီးရင်ဒီ step by step ဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးလည်းပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒါလေးကိုဒီနေ့ topic ထဲမှာကျွန်တော်ထည့်ပြီးတော့ပြောပြလိုက်တာပါเนาะပြီးကျွန်တော်ခုနပြောခဲ့တဲ့ဒီ social health monitoring ကိုလည်းတကယ်လို့ဒီ junior လေးတွေတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ချက်ဖတ်ကြည့်လို့ရတယ်ဒါပြီးတကယ်လို့မှဒီ course ကိုလေ့လာချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ AID မှာเนาะဒီ Dr. Chaitanya Krishna တင်တဲ့ social identification course တွေလည်းရှိတယ်เนาะဒါလေးလည်းဒါ awareness လေးရအောင်ပါเนาะဒီ social health monitoring ကဒီလိုရှိပါလားဆိုတော့ဒီ awareness လေးတခုရတော့တယ်ဆိုရင်ကျွန်တော်အတွက်လည်းကျွန်တော်ကျေနပ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ sharing လေးကတော့ကျွန်တော်အတွက်ကတော့ဒီလောက်ပါပဲကျွန်တော်အများကြီးလည်းကျွန်တော်လုံးမထားမိဘူးလူကလည်းကျွန်တော်အားမရှိရလဲပါတယ်ပေါ့နော် case ဆို